ကြည်တက်ရှိဖို့ဆိုတာထက်ကိုယ်စိတ်ကလေးကြည်နေဖို့ကိုပဲပို့ပြီးတော့အားစိုက်စေချင်ပါတယ်ဒီနှစ်ခုဟာတူမနေပါဘူးကြည်တက်ကလေးရှိလိုက်တာဆိုတာကသူများတွေစီကကိုယ့်ကိုပေးတဲ့မှတ်ချက်ဖြစ်ပါတယ်ချစ်တဲ့မျက်လုံးနဲ့ကြည်လို့လှတာပါဆိုသလိုပဲသဘောကျရင်အကြည်တက်ရှိတယ်လို့ပြောလိုက်ကြတာပါပဲအဲ့ဒီအကြည်တက်ဆိုတဲ့ definition ကတယောက်နဲ့တယောက်မတူတာမို့လို့ကိုကဒီလိုသတ်မှတ်ခံခြင်းနဲ့ဆိုရင်တော့မှကိုလှုပ်ယူလို့ရတဲ့အရာမဟုတ်ပါဘူးအဲ့ဒီအစားကိုယ်စိတ်ကိုပဲကြည်နေအောင်ထားဖို့စူးစမ်းကြည့်လို့ရပါတယ်ဒါကကိုလှုပ်ယူလို့ရတဲ့အဝန်းဝိုင်းထဲမှာရှိပြီးတော့ကိုယ့်ပုံမှာပဲမူတည်ပါတယ်စိတ်ကိုကြည်စေမယ်အချက်၃ချက်ကိုပြောပြပေးခြင်းပါတယ်နံပါတ်1ကိုတိတက်ပေးပါလူတော်လူကောင်းတွေလုပ်ဖို့စူးစမ်းခိုင်းတာနဲ့မတူသေးပါဘူးကိုဖြစ်စေခြင်းတဲ့သူဘလို့ပုံစံမျိုးလဲကိုသေချာသိပြီးတော့အဲ့ဒီပုံစံဖြစ်အောင်လှုပ်ယူလာနိုင်ခြင်းဖြစ်ပါတယ်ကိုရဲ့ဆုံးဖြတ်သမျှဆုံးဖြတ်ချက်တွေလှုပ်သမျှလှုပ်ရက်ဒီတိုင်းကိုအဲ့ဒီပုံစံတွေကိုဝင်ရက်လားဆိုတဲ့မေးခွန်းမျိုးကိုအမြဲမေးကြည့်နိုင်ပါတယ်နံပါတ်2ကိုစီကိုသေချာသိပြီးတော့တကယ်ချမှတ်နိုင်တာပါကိုစီကရမလားလို့တောင်းဆိုကြည့်ခြင်းသူတွေချေးငှားခြင်းသူတွေလွယ်မလားလို့စမ်းကြည့်ခြင်းသူတွေဆိုတာကတော့ရှိမှာပါပဲဒါကိုလက်လွယ်ပြီးတော့တောင်းဆိုသမျှကိုရက်ဒီချက်ဘာတစ်ခုမှမရှိဘဲနဲ့အကုန်လိုက်ရောရင်အချိန်လွန်တဲ့အခါဘလို့ပဲညီအဲ့ဒါကိုအပြစ်ဖြစ်လာပါလိမ့်မယ်ဘာဖြစ်လဲဆိုတော့ကိုစီကိုမသိကိုမကကွယ်နိုင်တဲ့အဖြစ်ဖြစ်ပါတယ်နံပါတ်3နောင်နာတွေနဲ့မနေဖို့ရွေးချယ်ပါ hindsight is 2020ဆိုတဲ့စကားရှိပါတယ်လူတွေကမရွေးချယ်လိုက်တဲ့ဘက်ကပိုကောင်းနေခဲ့မှာပဲဆိုတာမျိုးပြောတတ်ကြပါတယ်တကယ်ရွေးခဲ့မိရင်တော့သူလည်းပဲသူ့အားနေချက်နဲ့သူရှိနေနိုင်တာပါပဲဘယ်ဆုံးဖြတ်ချက်ကမှတော့ perfect ဖြစ်မနေပါဘူးဆိုတော့ရလက်ကကိုလိုချင်လို့မထွက်ခဲ့ရင်တော့မှဘာလေးတော့ရွေးခဲ့တဲ့နဲ့လုပ်ခဲ့တဲ့နဲ့ဆိုတာမျိုးနောင်တရနေတာထက်ဒီချက်ကိုအတိမတ်ပြုဒါကိုအတွေ့အကြုံဖြစ် appreciate လုပ်ရင်းနဲ့ရှေ့ဆက်တာကကောင်းပါတယ်နောင်တတွေဇွတ်ရနေလို့ဘာမှဖြစ်မလာပါဘူးအဲ့တော့ခြုံပြီးပြောရမယ်ဆိုရင်တကယ်ကအကြည်ရက်ရှိတယ်ဆိုတာကိုအကြောင်းကိုသိကိုလုပ်ရက်နဲ့ပတ်သက်ပြီးတော့ကိုသေချာခိုင်မာနေတာမျိုးဖြစ်ပြီးတော့တခါတလေမသေချာမှုနဲ့ကြုံခဲ့ရရင်လည်းဒါကပုံမှန်ပဲခဏပဲပုံမှန်အတိုင်းပဲခဏနေရင်ပြန်ပြီးတော့သေချာရေရသွားမှာပဲရဲ့လို့ကိုယုံကြည်ချက်ရှိခြင်းဖြစ်ပါတယ် Mastering Emotional Intelligence ဆိုတဲ့ Zoom webinar လေးကျမတို့သူမကိုချင်းမှာပြုလုပ်သွားဖို့ရှိပါတယ်လာမယ့်ဒီဇင်ဘာရဲ့6ရက်နဲ့9ရက်မြန်မာအချိန်ည8:00နာရီတွေမှာ Zoom ကနေပြုလုပ်သွားမှာဖြစ်ပြီးတော့ Zoom ကိုမလာနိုင်တဲ့သူတွေအတွက်လည်း recorded video လေးတွေပေးမှာဖြစ်ပါတယ်လူတဦးစီကို3သိန်းခွဲကြားတင်မှာဖြစ်ပါတယ်အချိန်လည်းနီးလာပြီဖြစ်တဲ့အတွက်စိတ်ဝင်စားရဆိုရင်ကျမရဲ့လုပ်ငန်း page ဖြစ်တဲ့သူမကိုချင်း Facebook page ကိုပဲဖြစ်ဖြစ် Telegram channel ကိုပဲဖြစ်ဖြစ်ဆက်သွယ်မေးမြန်း register လုပ်နိုင်ပါတယ်ကျေးဇူးပါရှင်